ကျွန်တော်စာအုပ်တွေဖတ်တယ်လူတွေနဲ့စကားပြောတယ်ဒါကဘယ်ရာမဆိုသင်ဦးတက်မြောက်ဖို့နေရန်ကောင်းပဲလေပြင်ပလောကမှာထက်မြက်တဲ့သူတွေအများကြီးရှိတယ်စာအုပ်ကောင်းတွေလည်းအများကြီးရှိတယ်ကျောင်းတွေမှာအဖြေကိုပေးတယ်ပြီးမှစာမှုပဲစစ်တယ်ခတ်တာဘဝအဲ့လိုမဟုတ်ဘူးလေမင်းလဲကြတာကိုငါစိတ်မပူမင်းပြန်မထပါဘူးပဲငါစိတ်ပူတယ်အသိဉာဏ်နဲ့သူကလက်စားချီတယ်အသိဉာဏ်အားကောင်းသူကခွန်လွတ်တယ်အသိဉာဏ်ကျော်အားသူကတော့မတိကျိုးကြုံပြူလိုက်တယ်စစ်လက်နဲ့ပစ္စည်းနဲ့တက်သိမ်းစရာမလိုဘူးပညာတတ်အောင်လုပ်သူ့ဟာသူကြုံခံလာလိမ့်မယ်အားလုံးကိုချစ်ခင်ပါအနှဲငယ်ကိုပဲယုံပါဘယ်သူပေါ်မှာမှအမားမလုံးမိပါသေးနဲ့အကျွေသေးတွေကအတန်မြည်တယ်ငွေဆက်ကူတွေကအတန်မမြည်ဘူးဒါကြောင့်စင့်တန်ဖို့ပုံမြင်လာတဲ့အခါတိတ်တိတ်နေလိုက်ပါအလုံးမလုံးတဲ့လူသားတယောက်ဟာလူပေါင်းအဖွဲ့အစည်းရဲ့အဖွဲ့ဝင်တယောက်မဟုတ်ဘူးပြီးတော့လူပေါင်းအဖွဲ့အစည်းထဲမှာအဲ့ဒီလူတွေရက်တည်ဖို့ရာနေရာလည်းမရှိဘူးခွင့်လွှတ်ခြင်းဆိုတာအင်အားကြီးသူတွေသာလှုပ်ဆောင်နိုင်တဲ့ပင်ကိုအရေးချင်းဖြစ်ပါတယ်မိတ်ဆွေကောင်းတယောက်ပဲရှိနေပါသေးရန်သူတယောက်မှမရှိပါသေးနဲ့စာဖတ်သောလူမျိုးသည်တိုးတက်၍တိုးတက်သောလူမျိုးသည်စာဖတ်ကြလေသည်ငါတို့ရဲ့ကြီးမားဆုံးအားနည်းချက်ကလက်လျှော့ရှုံးပေးတာပါပဲအောင်မြင်မှုအသေးချာဆုံးနည်းလမ်းဟာနောက်ထပ်တစ်ဖန်ကြိုးစားဖို့ပါပဲမိုင်ပေါင်းများစွာဝေးကွာသောခရီးကိုခြေတလန်းနဲ့ပင်စတင်ရသည်တင်ဟာတခြားသူတွေကိုအမိန်မပေးမီတင်ကိုယ်တိုင်နာခံတတ်အောင်အရင်သင်ကြားပါအပြစ်တင်ခြင်းသည်အပြစ်တင်ခံရသူ၏ဂုဏ်သိက္ခာကိုချိုးနေရလဲရောက်၏သူကိုယ်သူအထင်ကြီးနေသောစိတ်ကိုလည်းနာကြီးစေ၏စိတ်နာစရာစကားတစ်ခုကို10စက္ကန့်တွင်သင်ပြောနိုင်ပေမယ့်အဲ့ဒီစကားကြောင့်ရသွားတဲ့စိတ်ဓာတ်ရာ10နှစ်ကြာသွားရင်တော့ကြံနေပါလိမ့်မယ်အသက်မချူမှတည်ဆုံးတာမဟုတ်ပါဘူးပြင်းခြင်းဟာလည်းတည်ဆုံးခြင်းတစ်ခုပါပဲရှုံးနေမှုနဲ့ကြုံတွေ့လာတဲ့အခါရီမှန်းချက်ကိုပြောင်းလဲလိုက်ဖို့တက်လုံပုံကင်ပုံကိုပြောင်းလဲဖို့ကြိုးစားပါတခုခုကိုသင်ယူဖို့ကောင်းဆုံးနည်းလမ်းဟာလက်တွေ့လုပ်ကြည့်တာပါပဲလုံးဝရံမဖြစ်ပါနဲ့ကိုယ်စွမ်းစားကိုယုံကြည်သူဖို့ရန်ဖြစ်ဖို့အချိန်မရှိပါဘူးခွေးကိုလမ်းဖယ်ပေးရတာခွေးကိုက်ခံရတာနဲ့နှိုင်းစားရင်ပိုအကျိုးရှိပါလိမ့်မယ်မနေ့ကပြီးခဲ့ပြီမနက်ဖြန်ရောက်မလာသေးဘူးငါတို့မှဒီနေပဲရှိတယ်အခုစားလိုက်ကြပါစို့ဘဝမှာတစ်ခါမှမမားခဲ့ဘူးဆိုတဲ့သူကဘာမှမလုပ်ဘူးတဲ့သူပဲဖြစ်ပါလိမ့်မယ်မနေ့ကအကြောင်းအရာကိုသင်ယူပါဒီနေ့အတွက်သက်ရှင်ပါမနှက်ဖြန်အတွက်မျှော်လဲပါအရေးကြီးတဲ့အရာတွေကိုမေးခွန်းထုတ်ပါကြီးကျယ်ခမ်းနားတဲ့အလုပ်ကိုလုပ်ဖို့တခုတည်းသောနည်းလမ်းကတော့ကိုလုပ်တဲ့အလုပ်ကိုချစ်ဖို့ပါပဲအစာပိုင်းမှာမင်းကိုသူတို့အတိမတ်မပြူနောက်တော့သူတို့မင်းကိုလှောင်ပြောင်ပြက်ရပြူကြလိမ့်မယ်အဲ့ဒီနောက်မှာမင်းကိုတိုက်ခိုက်ကြလိမ့်မယ်အဲ့ဒီနောက်မှာတော့မင်းအောင်မြင်ပြီစကားကိုလူတိုင်းပြောတတ်ကြပါတယ်ဒါပေမဲ့စကားကောင်းတွေကိုတော့လူတိုင်းမပြောတတ်ကြပါဘူးကိုမကြိုက်တာသူများမလုပ်စေခြင်းရင်သူများမကြိုက်တာလေကိုမလုံးနဲ့ကိုချင်းစာတရားဆိုတာအဲ့ဒါပဲမဆောင်ပါနဲ့အချိန်ဆိုတာရက်နေတာမဟုတ်ပါဘူးအောင်မြင်မှုအတွက်လှပတဲ့မျက်နှာမလိုဘူးတောင့်တင်းတဲ့ခန္ဓာကိုယ်ရှိဖို့မလိုဘူးမင်းတကယ်လိုအပ်တာအလုပ်လုပ်ချင်တဲ့စိတ်ရှိဖို့ပါခက်ခဲလို့ကျွန်တော်တို့မလုပ်ရဲတာမဟုတ်ပါဘူးမလုပ်ရဲလို့သာခက်ခဲနေတာပါလူတော်များများဟာသူတို့လိုချင်တာကိုထုံမပြောရဲကြပါဘူးဒါကြောင့်ပဲသူတို့ဟာသူတို့လိုချင်တာကိုမရခဲ့ကြတာဖြစ်ပါတယ်တင်ဟာအလင်းရောင်ထဲမှာရှိနေရင်အရာရာတင်းအောင်လိုက်နေပါလိမ့်မယ်တင်အမောင်ထဲကိုရောက်သွားရင်တော့တင်အရိပ်တောင်တင်းအောင်မလိုက်တော့ပါဘူးတိနေတဲ့ဆိုုံနဲ့မလုံလောက်ပါဘူးတကယ်လိုက်နာဖို့လိုပါတယ်ဖြစ်ချင်တဲ့ဆိုုံနဲ့မလုံလောက်သေးပါဘူးတကယ်လုပ်ဖို့လိုပါတယ်ကိုဟာဘာကောင်မှမဟုတ်ရင်ဘယ်သူမှရှုံးချနေမှာမဟုတ်ပါဘူး
ရှုံချခြင်းဟူသည်တွေ့ဝါ၍ဂုဏ်ပြုခြင်းဖြစ်ပါတယ်